နာသားရေးအေးကြလာတာဂျောလိုက်မထင်ရှားတော့တာနဲ့ skin အရည်များတွေမတည့်ရင်တော့လာတဲ့အတွက်ကို treatment တစ်မျိုးလေးနဲ့ဖြည့်ရှင်းနိုင်မယ်ဆိုရင်တော့အများနဲ့မမှန်နိုင်ပါဘူးပြောရမှာ Utherapy Prime နဲ့ Thermash FLS combination ကို patient တယောက်ချင်းစီရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ကုသမှုတွေပေးနေပါတယ်Utherapy Prime ကမျက်နှာရဲ့အဓိက foundation ဖြစ်တဲ့ surface layer ကို lift လုပ်ပေးပြီးတော့ Thermash FLS က skin quality ကိုပုံမကောင်းမွန်စေဖို့အတွက်ဒါ mix အလွှာမှာ collagen ကိုလှုံ့ဆော်ပေးပါတယ်။တစ်ခုက lift လုပ်ပေးပြီးတော့တစ်ခုက tighten လုပ်ပေးတယ်။အဲ့တော့သူတို့နှစ်ခု combine လုပ်လိုက်တဲ့အခါမှာကျန်းမာ jawline ကပုံမထင်ရှားလာပြီးတော့ facial control ပိုလှလာတယ် skin contouring ဖြစ်လာပြီးတော့ဒီ skin quality ပိုကောင်းလာတယ်ပြီးတော့မျက်နှာမှာရှိတဲ့အရေးအကြောင်းတွေတက်တာလာပြီးတော့ natural looking skin rejuvenation ကိုရရှိနိုင်ပါတယ်။ patient တယောက်ချင်းစီရဲ့အသက် facial fat volume နဲ့ skin level တွေကမတူညီနိုင်တဲ့အတွက်ကြောင့် treatment plan ကလည်းမတူညီနိုင်ပါဘူး။ဒါကြောင့် treatment မလုပ်ခင်မှာဆရာဝန်နဲ့တည်တည်ချာလေး consultation လုပ်ပြီးတော့မှကိုယ်နဲ့သင့်တော်ဆုံး treatment ကိုရွေးချယ်ကုသဖို့အတွက်ကိုအကြံပြုပါတယ်။တဘာဝကြပုံမတင်းရင်ပြီးတော့ပုံမနုပြိုခြင်းနဲ့ခွဲစိတ်တာရေးလည်းမလုပ်ချင်ဘူးဆိုရင်တော့ pure မှာ Utherapy Prime နဲ့ Thermash FLS combination ကအကောင်းဆုံးရွေးချယ်မှုတွေကတစ်ခုလို့မြင်ပါတယ်။